ကိုရင်လေးတစ်ပါးဟာအစိတ်ပြင်းတဲ့မွေးတစ်ကောင်ကိုဖမ်းပြီး၆ခဲနဲ့ချီနှောင်ထားလိုက်တယ်ပြီးတော့မွေးက6ခဲနဲ့ချီထားလို့မလွတ်နိုင်တော့တာကိုကြည့်ပြီးသူဟာသဘောကျပြီးအကျေးကြီးအော်ရင်နေခဲ့တယ်ဒါကိုဆရာတော်ကမြင်နေပေမဲ့ဘာမှမပြောဘဲနှုတ်ဆက်နေခဲ့တယ်ပြီးတော့ကိုရင်လေးဟာငါးတစ်ကောင်ကိုထပ်ဖမ်းပြီး6ခဲနဲ့ထပ်ချီလိုက်ပြန်တယ်သူကတော့ဒါကိုအရန်ပျော်စရာကောင်းတယ်လို့ထင်နေခဲ့တာပေါ့ညဘက်ကိုရင်လေးအိပ်ပျော်သွားတဲ့အချိန်မှာတော့ဆရာတော်ကတိတ်အစိတ်လာပြီးကိုရင်လေးရဲ့ကြောပေါ်မှာကြောက်တုံးကြီးတစ်လုံးကိုချီနှောင်လိုက်တယ်မနဲ့လင်းလို့နိုးလာတဲ့အခါမှာတော့ကိုရင်လေးဟာကြောပေါ်ကလေးလံတဲ့ကြောက်တုံးကြောင့်ထလို့တော့မရတော့ပါဘူးသူဟာဆရာတော်စီသွားပြီးဆရာတော်ဒီကြောက်တုံးကြီးကိုဖယ်ပေးပါဦးလို့အဝေးကနေလှမ်းတောင်းပန်နေပေမဲ့ဆရာတော်ကတော့ပြုံးပြီးအရင်ဆုံးမင်းချီထားတဲ့မွေနဲ့ငါးကိုသွားလှူပေးလိုက်ပါမဟုတ်ရင်ဒီကြောက်တုံးဟာမင်းတသက်လုံးအတွက်ဝုန်းထုတ်ဝုန်းပိုးဖြစ်လိမ့်မယ်လို့မိန့်လိုက်တယ်ဒါကိုကြားတာနဲ့ကိုရင်လေးဟာချက်ချင်းပဲလှေစည်းနဲ့ထွက်သွားခဲ့ပြီးသူ့ချီနှောင်ထားခဲ့တဲ့မွေနဲ့ငါးကိုအမြန်ဆုံးသွားရှာလိုက်ပါတယ်ဒါပေမဲ့မြေကမ်းနားကိုရောက်တဲ့အချိန်မှာတော့6ခဲနဲ့ချီခံထားရတဲ့ငါးလေးဟာတေဆုံးနေတာကိုတွေ့လိုက်ရတယ်ငါးလေးကသူ့ကြောင့်တေးသွားခဲ့ရတာကိုသိလိုက်ရတဲ့အချိန်မှာတော့ကိုရင်လေးဟာအယံဝမ်းနေသွားပြီးငါးလေးကိုမြေမြုပ်ပေးလိုက်ပါတယ်ပြီးတော့မွေကိုရှာဖို့ကြောက်ဆောင်လေးပေါ်တက်တက်သွားခဲ့ပြန်တယ်ရောက်သွားတဲ့အခါမှာတော့မွေဟာလည်းတေးနေပါပြီလေးလံတဲ့ကြောက်တုံးကြီးကမွေရဲ့အသက်ကိုနှုတ်ယူသွားခဲ့တာပါကိုရင်လေးဟာရင်ကွင်းမတက်ခံစားလိုက်ရပြီးသူဟာအလွန်နောင်တရမိသွားကကြီးမားတဲ့အမားတစ်ခုကိုလုံမိလိုက်ပြီဆိုတာသဘောပေါက်သွားခဲ့ပါတယ်တခါတလေမှကိုယ့်ရဲ့မစင်မချင်းစားနောက်မှုတွေဟာတပားသူရဲ့အသက်ကိုနှုတ်ယူနိုင်တယ်ဆိုတာသူနားလည်သွားခဲ့ပါတယ်အချိန်တွေကြာလို့သူအရွယ်ရောက်လာတဲ့အခါကျောင်းတော်ကိုလာတဲ့တကားတက္ကမတွေကိုလမ်းညွှန်မှုတွေလုပ်ပေးတဲ့သူဖြစ်လာခဲ့တယ်ဒီနေ့မှာမိုးတွေတဲထန်စွာရွာနေတော့မိန်းကလေးတယောက်ဟာစိုးရွှဲနေတဲ့အဝတ်အစားတွေကိုလဲလှယ်နေခဲ့တယ်အဲ့ဒီအချိန်မှာလေသူဟာတကားကိုဖွင့်လိုက်မိပါလိမ့်ရောမိန်းကလေးကိုမြင်လိုက်တဲ့အချိန်မှာသူ့ရဲ့စိတ်တွေလှုပ်ရှားသွားတယ်လို့အဲ့ဒီမိန်းကလေးကလည်းသူ့အပေါ်စိတ်ဝင်စားသွားပါတယ်နောက်တနေ့မှာမိန်းကလေးဟာကျောင်းတော်ကိုရောက်လာပြီးအိပ်ပျော်နေခဲ့တယ်ဒါကိုမြင်တော့သူဟာမိန်းကလေးကိုစောင်းတထဲနဲ့ခြုံပေးလိုက်ပြီးသူ့ခုံနှုံကိုစစ်ဆေးပေးလိုက်တဲ့အချိန်မှာတော့ကောင်မလေးကနိုးလာပြီးကိုရင်လေးကလည်းခွင့်လွှတ်ပေးဖို့တောင်းပန်နေခဲ့ပါတယ်မကြခင်မှာတော့သူတို့နှစ်ယောက်ရဲ့အချစ်တွေဟာရုံးမထွက်နိုင်အောင်ခိုင်မြဲလာပြီးကြောက်ဆောင်တွေပေါ်မှာအတူတူအိတ်ဆက်တဲ့အထိဖြစ်လာခဲ့ပါတော့တယ်